မင်္ဂလာပါဒီနေ့ရှင်းအောင်ရည်ကျမှုနဲ့မြေကြောင်ကျူးမြို့တို့စပိန်နဲ့လေပတ်တော့ခဲ့တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါလိမ့်မယ်တွေ့ရတာကတော့ဟိုးချင်းကလမ်းတော်နေရာဖြစ်ပါတယ်တောင်ထိပ်ကနေ